အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားတာလေးတွေကို sharing ပြုလုပ်ပေးမှာဖြစ်ပါတယ်တည်ပြီးသားလူလည်းအများကြီးရှိပါတယ်ဒီဗီဒီယိုကတော့မတည်သေးတဲ့လူတွေအတွက်ကိုရွေပြီးတော့ပြုလုပ်ပေးခြင်းဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော် AI ကိုစပြီးတော့သုံးမယ်ဆိုရင်ကြတော့ဘာတွေသိဖို့လိုသလဲဆိုရင် AI ကိုသုံးမယ်ဆိုရင် AI ကိုတစ်ခုခုလောက်ခိုင်းတော့မယ်ဆိုရင်ဘာသိရမလဲဆိုရင်ကြတော့နံပါတ်1အနေနဲ့ဆိုရင်ကြတော့ AI ရဲ့ capability ကိုသိဖို့လိုတယ်ဟုတ်ပြီဒါပါပြောတာလဲဆိုရင်ကြတော့ကိုသုံးတဲ့ AI ကဘယ်လိုမျိုးစွမ်းဆောင်ရည်ရှိတယ်ဆိုတာကိုသိဖို့လိုတယ်ဘာဖြစ်လို့လဲဆိုရင်ကြတော့ဥပမာကိုကဓာတ်ပုံပြနဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေ edit လုပ်ပေးနိုင်တဲ့ AI ကိုသွားပြီးတော့ပုတ်စာတွေတွက်ခိုင်းပြီးသင်္ချာတွေတွက်ခိုင်းပြီး Excel တွေထုတ်ခိုင်းမယ်ဆိုရင်ကြတော့အဖြေမှန်နေရလက်ကောင်းတွေရရှိလာမှာမဟုတ်ဘူးဖြစ်ပါတယ်ရရှိကောင်းရရှိနိုင်မယ်ဒါပေမဲ့ရလက်ကောင်းတွေမရဘူးဖြစ်သွားပါလိမ့်မယ်နောက်ထပ်ကြတော့ဒီလိုမျိုး Excel တွေဒီ PowerPoint တွေလုပ်ပေးနိုင်တဲ့ AI တွေသွားပြီးတော့ video editing လုပ်ခိုင်းမယ်ဆိုရင်လည်းရလက်ကောင်းတွေရရှိမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ကိုသုံးတဲ့ AI ကဘယ်လို AI မျိုးဖြစ်တယ်လဲဆိုတာကိုကိုယ့်ရဲ့ဒီ AI ရဲ့စွမ်းဆောင်ရည်တွေကိုသိထားဖို့လိုအပ်ပါတယ်နောက်ခုအနေနဲ့ကြတော့ chain of thought reasoning ဆိုတာရှိမယ်အဲ့ဒါတော့ AI ကိုသုံးတဲ့ခါကျရင်ကိုကအစစ်စစ်တွေးခေါ်တဲ့ပုံစံနဲ့သုံးမှရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ကြတော့ AI ကလူတွေတည်ထွင်ထားတဲ့စက်ပစ္စည်းဖြစ်တဲ့အတွက်သူ့ကိုအစစ်စစ်တွေးခေါ်ပြီးတော့ကိုလိုချင်တဲ့ဒီရလက်ထိရအောင်လို့ခေါ်ပြီးသုံးဆွဲမယ် AI ကို train ပြီးသုံးဆွဲမှသာအမျိုးမျိုးပုံစံမျိုးစုံနဲ့သူ့ခိုင်းပြီးသုံးလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်ကြတော့ဒီ report verification check လေးတွေထားမှရမယ်ဘာဖြစ်လို့လဲဆိုရင်ကြတော့ AI ကဒီ AI ကိုသုံးတဲ့ခါကျရင်သူကကိုကအဖြေတွက်ခိုင်းတယ်သူတွက်ပေးမှာပဲမှားသည်ဖြစ်စေမှန်သည်ဖြစ်စေသူတွက်နေမှာဟုတ်ပြီအဲ့လိုတွက်မှာဖြစ်တဲ့အတွက်သူဒီမှန်တာမျိုးတွေလည်းရှိတယ်မှန်တာတော့များတယ်ဒါဆိုမှားကောင်းလဲမှားနိုင်တယ်ဘာဖြစ်လို့လဲဆိုရင်သူဒီလူလည်းမဟုတ်ဘူးလူလိုမျိုးလည်းစဉ်းစားမနိုင်ဘူးတချို့ຢာတွေကမစဉ်းစားနိုင်တဲ့ဟာတွေအများကြီးရှိတယ်အဲ့တော့သူ့ကို AI ပေးတဲ့အဖြေတစ်ခုရပြီဆိုရင်ကိုကသူ့ကိုပြန်ပြီးစစ်ဆေးလို့ရမယ့် point ကိုထားမှရမှာဖြစ်ပါတယ်ဒါဆိုရင်ကြတော့ AI ဆက်သုံးတော့မယ်ဆိုရင်ကြတော့ဒီအချက်လေးတွေကိုသိနေမှရမှာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကြတော့အရေးကြီးတဲ့ချက်လေးတွေရှိတယ်ဒါပါလဲဆိုရင် AI နဲ့ပတ်သက်ပြီးတော့ AI ကကြတော့ data analysis လုပ်ပေးနိုင်တယ် Excel တွေ data တွေ graph တွေကိုဆွဲပေးနိုင်တယ် trend ဖြစ်နေတဲ့အရာတွေကိုလည်းသူကရှာပေးနိုင်တာတွေလုပ်ပေးနိုင်တယ်ဒုတိယချက်အနေနဲ့ကြတော့ AI ကဒီလိုမျိုး download တွေထုတ်ပေးတဲ့ခါကျရင်တိုက်ရိုက် Excel ကြီး download မလုပ်ပေးနိုင်တာမျိုးရှိတယ်နောက်ထပ်ကြတော့ sheet တွေမထုတ်ပေးနိုင်တာမျိုးတွေလည်းရှိတယ်အဲ့လိုအခြေအနေမျိုးမှာကိုကနေပြီးတော့ Excel ကိုသူ့ကိုပြန်ပြီးတော့ table format နဲ့ပေးပါဆိုတာမျိုးတွေပြန်ပြောလို့ရတယ်ဒီအချိန်မှာ connection မကောင်းဆိုရင်လည်းသူကဒီလိုမျိုးအဖြေတွေကိုကောင်းကောင်းမပေးနိုင်တဲ့မျိုးတွေရှိတယ်အဲကိုရီးယားသုံးတဲ့ဥစ္စာကပြီးတော့ဒီပတ်စံနဲ့ဝယ်သုံးတာမဟုတ်တဲ့အတွက် free သုံးနေတာဖြစ်တဲ့အတွက်ဒီပြန်ပြီးတော့မေးခွန်းတွေမေးတာများလာရင်လည်းပြန်ပြီးတော့ပတ်ချလဲပြီးတော့အဖြေမထွက်တော့တာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့နောက်ထပ်အရေးကြီးဆုံးချက်ရှိတယ်ကုမ္ပဏီသမားတွေကုမ္ပဏီလုပ်တဲ့လူတွေဆိုရင်ကြတော့ကိုယ် data တွေကို AI ကိုသွားပြီးတော့အကုန်လုံးရှောက်မပေးပြီးတော့မမေးတာကောင်းတယ်မေးချင်တယ်ဆိုရင်တော့ data တချို့ကိုပြင်ပြီးမှ screenshot လေးရပြီးမှသူ့ကိုပြန်မေးတာမျိုးဆိုရင်အဲ့လိုသုံးလို့ရတယ်အားကြောင့်မလို့တော့ဒီ privacy ကတော့အရေးကြီးတယ် privacy အရေးကြီးတယ်ကုမ္ပဏီရဲ့အချက်အလက်တွေကိုအကုန်ထည့်ပြီးတော့မေးတာမျိုးမလုပ်ဘဲနဲ့မေးချင်တဲ့ point တွေကိုပြင်ပြီးတော့မေးတာမြန်တာလုပ်လို့ရပါတယ်အခုအနေနဲ့ကြတော့လူသားနဲ့ AI ဆက်သွယ်ခြင်းလို့ကျွန်တော်ဒီမှာတော့ပြောထားပါတယ်ဒါလေးကဘာကိုပြောချင်တာလဲဆိုတော့ AI prompt ကိုပြောတာပါ AI prompt ဆက်သွယ်ရေးလမ်းကြောင်းပြောမယ်ဆိုဆက်သွယ်ရေးလမ်းကြောင်းလူတွေချင်းစကားပြောသလိုမျိုးပဲသူ့ကိုလည်း AI ကိုပြောမယ်ဆိုကျွန်တော် prompt ဆိုတဲ့စာသားနဲ့ prompt ဆိုတာနဲ့ပြောရတယ်ဒါဆိုရင် prompt ဆိုတာကကြတော့နောက်တစ်ခုပြောမယ်သူဒီအလက်ကိုထိချုပ်နိုင်တယ်ဘယ်လိုထိချုပ်နိုင်လဲဆိုရင်ကြတော့ကိုရဲတဲ့ prompt ပေါ်မူတည်ပြီးတော့ထွက်လာတဲ့အဖြေတွေကကောင်းမယ်ဒီတေးရေးနိုင်ရင်ပို့ပြီးတော့ရလက်ကောင်းမယ် channel ပဲရေးနိုင်တယ်ဆိုရင်ပုံမှန်ပဲရေးနိုင်တယ်ဆိုရင်ရလက်ကတာမန်ရလက်မျိုးပဲရမှာဖြစ်ပါတယ်ဒါဆိုတော့ prompt ပေးမယ်ဆိုရင်ကြတော့ prompt ကိုတေချာပြောမှရမယ်တေချာပြောနိုင်လေဒီတေးရေးနိုင်လေသူပေးတဲ့အဖြေကပို့ပြီးကောင်းလေပဲဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကြတော့ဒီမှာ prompt ကိုကျွန်တော်နမူနာလေးပြထားတယ်ပြောထားတဲ့ဆိုရင်ကြဒီမှာဆိုပုံနှစ်ပုံရှိတယ်ဒီမှာအောက်ခံလုံးထားတာတစ်ပုံရှိတယ်ဒီပုံမှာဒီမှာပုံလေးတစ်ပုံရှိတယ်ဒီမှာဆို prompt နှစ်ခုရေးထားတယ်အောက်ခံတော့ကိုကျွန်တော် prompt တစ်ခုရေးထားတယ်ဒီပုံလေးကကျွန်တော် prompt တစ်ခုရေးထားတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာဆိုရင် prompt တစ်ခုရှိမယ်ဒီမှာအောက်ကတစ်ခုရှိမယ်ဒီပေါ်ကကျတော့ channel ပဲရေးထားတာအောက်ကကျတော့ကျွန်တော်လိုချင်တဲ့ပုံစံလေးဒီလေးရေးထားတာဟုတ်ပြီဒီမှာဆိုရင်ကျတော့ကျွန်တော် channel တစ်ခုရေးထားပုံစံပြောပြမယ် AI နဲ့ခုမှဆက်သွယ်နေပုံကိုထုတ်ပေးပါဆိုကျွန်တော်ဒါ channel ပြောလိုက်တယ်အဲ့ချိန်မှာ AI ကကျွန်တော်ပုံထုတ်ပေးတယ်ဘယ်လိုထုတ်ပေးလဲဆိုရင်ဒီပုံလေးထုတ်ပေးတယ်ဒီပုံထုတ်ပေးတယ်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့ပုံမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရေးတဲ့စာက AI နဲ့ခုမှဆက်သွယ်တဲ့ပုံထုတ်ပေးပါဆိုတော့သူတို့ထုတ်ပေးလိုက်တယ်ဒါသူထုတ်ပေးနိုင်တဲ့ပိုင်းသူထုတ်ပေးတယ်ဟုတ်ပြီကျွန်တော်ကဒီပုံမကြိုက်ဘူးအဲ့တော့ကျွန်တော်ကဒီလေးလိုချင်ကျွန်တော်ဒီလေးပြောရမယ်အဲ့တော့ကျွန်တော်ဒီလေးပြန်ပြောလိုက်ပြီဒီမှာဆိုရင်ပုံက AI လက်ညှိုးနဲ့လူသားလက်ညှိုးထိစက်တဲ့ပုံလေးဖြစ်နေတယ်ပြီးတော့ဒီမှာ
transparent computer screen လေးပါတင်လဲဆိုကျွန်တော်ဒီမှာဒီပုံစံမျိုးလေးပါအောင်ပြောတယ်အဲ့တော့ prompt ဆိုပြီးတော့ computer screen ထဲမှာရေးမဲ့စာသားက prompt ဆိုပြီးကျွန်တော်ဒီမှာ prompt ဆိုရေးခြင်းနဲ့အဲ့လိုမျိုးပဲစာသားတာမှာရိုးမဟုတ်ဘူးကျွန်တော်အနီအောင်လေးနဲ့ရေးနေတာပြတယ်အနီအောင်ဖြစ်တဲ့ test ကမီလို့ကျွန်တော်ပြောလိုက်တယ်အဲ့လို security ဆန္ဒပုံလေးကမီကျွန်တော်ထည့်ပြောလိုက်တယ်ဒီမှာကျတော့ဒီမှာသုံးထားတဲ့နောက်ခံကြီးမှာသုံးထားတဲ့ပုံလေးထွက်လာတယ်နော်အဲ့ဒါကြောင့်မလို့ channel ရေးတာနဲ့ detail ရေးတာနဲ့ကရလက်กว่าတယ်ကိုလိုချင်တဲ့ပုံစံရအောင်ရေးမှပဲသူရဲ့ကိုလိုချင်ပုံစံကိုအနည်းဆုံးထုတ်ပြီးမှဖြစ်ပါတယ်ဥပမာဆိုရင်ကျွန်တော်ဒီမှာဒီပုံဆိုရင် pro ဆိုတဲ့စာလေးကမပြတာအပြလေးပဲရှိသေးတယ်မနီထားဘူးနော်အဲ့ကြောင့်ကျွန်တော်ဒီမှာကျွန်တော်လိုချင်တဲ့ပုံစံရအောင်အညောင်လေးနဲ့ထုတ်ထားတာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ဒါကတော့ကျွန်တော်တိုင်းမှာရေးပြီးပုံထုတ်ထားတာဖြစ်ပါတယ်အားကြောင့်မလို့ prompt တွေကအရေးကြီးတယ် AI မှာလူသားနဲ့ AI ဆက်သွယ်ခြင်း prompt ဒီအရေးကြီးပါတယ်အဲ့တော့တစ်ခုနဲ့ AI ကိုသင်ချာရတဲ့တော့ခိုင်းလို့ရတယ်ပုတ်စာရတော့ခိုင်းလို့ရတယ် formula ရေးလို့ရတယ် function တွေလည်းမေးလို့ရတယ်ကျွန်တော်ဒီမှာတော့ value get function လေးတခုကျွန်တော်ကြောက်အောင်လုပ်ကြည့်တယ်ဒီမှာဆိုကျွန်တော်မှာအဖြေတွေရှိတဲ့ column ကိုရှိတယ်အဲ့ဒီမှာကျွန်တော်ကဒီမှာပုံစံကြတော့ရေးလိုက်တဲ့ဥစားရှိတယ် x column တွင် item နဲ့ဖြစ်ဆိုရင် formula ပြပါလို့ပြောလိုက်တဲ့အချိန်မှာသူကဒီမှာရှိတဲ့ value ကလောက်ပဲထုတ်ပေးတယ်ဟုတ်ပြီကျွန်တော်ဒီမှာဒီထက်မကကျွန်တော်လိုချင်တယ်အဲ့လိုလိုချင်တဲ့အချိန်မှာကျွန်တော်ဒီမှာအောက်ကပုံစံမျိုး h1 နဲ့ f2 ကညီအဖြေပေးပါညာပါကျွန်တော်လိုအဖြေပြောလိုက်တယ်ပြီးတော့ဒီလိုမျိုးအနေဆိုရင် out of stop ပြပါဆိုကျွန်တော်ဒီလိုတွေပြောလိုက်တဲ့အချိန်မှာကျတော့သူကဒီမှာ value get ဆိုပြီးပြောတယ်ပြီးတော့ mass fraction နဲ့ out of stop ဆိုတာကိုကျွန်တော်ထပ်ပြီးထုတ်ပေးတယ်အဲ့ဒါဘာလဲဆိုရင်ကျတော့ဒီမှာ general ပြောလိုက်တဲ့ဒီဟာထုတ်ပေးတယ်ဒီလေးပြောလိုက်တဲ့ဒီလိုထုတ်ပေးတယ်အဲ့ဒါကြောင့်မလို့ကိုဒီဒီပြောနိုင်လေပို့ပြီးတော့တိကျတဲ့အဖြေကိုရရှိလေပဲဖြစ်ပါတယ်အဲ့တော့ prompt ရေးမယ်ဆိုရင်တိတိကျကျဒီလေးရေးပေးပါအဲ့ဒါမှပဲရလဒ်ကောင်းတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က AI ကို prompt ရေးတဲ့ခါကျရင် pattern လေးတွေရှိတယ်အဲ့ဒါကြဘယ်လိုလဲဆိုရင်ကျတော့ဒီ၃မျိုးရှိမယ်ဒီဆက်ဟိုဖြစ်တာလည်းရှိတယ်ဒီမှာတော့ကျွန်တော်ဒီ၃မျိုးကမဖြစ်မနေတီးလို့ရအောင်ပြောပြပြတာဖြစ်ပါတယ်ဒီမှာဆိုကြတော့0 short ဆိုတာရှိတယ်0 short ဆိုတာကျတော့အမှတ်တကယ်သူသိမရှိဘူးဒီမှာဆိုအကြမ်းပြောလိုက်တဲ့စာသားကိုဒါ0 short လို့ခေါ်တယ်သူဥပမာမပေးပြောတာ0 short အဲ့ဆိုကျွန်တော်ခုနကပုံလေးတစ်ပုံပြသလိုပဲ AI နဲ့ခုမှဆက်သွယ်တဲ့ပုံထုတ်ပြပါဆိုကျွန်တော် general ပြောလိုက်တာဒါမျိုး0 short pro ပဲအမှဥပမာမပေးဘူးဟုတ်ပြီနောက်ထပ်ကျတော့1 short pro ဆိုတာရှိတယ်1 short pro ဆိုတာကျတော့ကျွန်တော်ခုနပုံထုတ်ခိုင်းသလိုမျိုးပဲ screen ရဲ့ဘယ်နေရာမှာ screen မှာစာတန်းလေးထိုးပေးပါအနီအောင်ထိုးပေးပါဆိုကျွန်တော်ဥပမာလေးပေးလိုက်တာဖြစ်တဲ့အတွက်သူကနေပြီးတော့ဥပမာကျွန်တော်ပေးတဲ့အတိုင်းလေးထုတ်ပေးတယ်ဒါတွေကို one shot pro လို့ခေါ်တယ်တခုဥပမာတစ်ခုလောက်ပေးပြီးမေးတယ်အဲ့လို future pro ဆိုတာရှိတယ်ဥပမာတွေအများကြီးတစ်ခုထပ်မကပို့ပြီးပေးပြီးတော့မေးတာမျိုးကို future pro လို့ခေါ်တယ်အဲ့တော့ AI pro pattern တွေမှာဆိုရင် one shot 0 shot 1 shot future ဆိုတာတွေရှိတယ်ဒါတွေကိုသုံးပြီးတော့မေးရင်ပို့ပြီးတော့ကောင်းပါတယ် one shot လောက်သုံးရင်တော့မှအဖြေရတော်တော်ကောင်းကောင်းရနေပါပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်ခုဆက်သွားကြည့်မယ်ဟုတ်ပြီကျွန်တော်တို့က basic component တော့ AI protein မှာဆိုရင်ဘာဖြစ်မလဲဆိုရင်ကျတော့အခြေခံအကျဆုံးနဲ့မဖြစ်မနေပါမယ်အခြေရတော့ဒါလေးပါမယ် AI ကို prompt ပေးတဲ့အခါကျရင်ဒါလေးပါမယ်ဟုတ်ပြီဒီမှာ persona ဆိုတာရှိတယ် persona ဆိုတာတော့သင်ဟာဘယ်လိုဖြစ်လဲဆိုတာကို AI ကိုပြောရမှာ AI မင်းကငါ့ရဲ့ဆရာဖြစ်တယ်ဒါမှမဟုတ်လဲ AI မင်းကငါ့ရဲ့လက်ထောက်ဖြစ်တယ်မင်းက report တွေပေးရမယ်ဒါမျိုးသူ့ကိုပြောလိုက်လို့ရတယ်ဒါဒီ persona သတ်မှတ်ပေးတာ persona ကမသတ်မှတ်လဲရတယ်ဒီအောက်ကသုံးချက်ကတော့မဖြစ်မနေပါမှရမယ် prompt ရေးတဲ့အခါကျရင်ဟုတ်ပြီ test ပါမယ် content ပါမယ် format ပါမယ်ဟုတ်ပြီ test ဆိုတာတော့AI မင်းကပုံတော်ထုတ်ပြီးဒါမျိုးပြောတာမျိုးသူ့ test နဲ့ခိုင်းတယ် AI မင်းကပုံတော်ထုတ်ပြီးဒါမှမဟုတ် AI မင်းကပုတ်စာတော်ထုတ်ပြီးအဲ့လိုမဟုတ် AI မင်းကကိုအဖြေတခုရှာပြီးဒါမျိုးခိုင်းတဲ့ test ကိုခိုင်းတာဟုတ်ပြီ content ဆိုတာကတော့ဒီမှာဆိုရင်ဘယ်လို chat တွေပါတယ်လဲဆိုတာကိုထည့်ပြောပြရမယ်ဒီမှာဆိုငါပေးတဲ့ data ထဲမှာဘယ်ပိုင်းတွေပါအဲ့ဒါတွေယူပြီးတွက်ပေးပါဟုတ်ပြီဒါမျိုးပြောတာ content ကိုပြောလိုက်တာသူ AI ကိုပေးတဲ့ data နောက်ခံ chat လေးကိုသူပြောပေးလိုက်တာဟုတ်ပြီအဲ့ထဲမှာဆိုကျွန်တော် format ဆိုတာကတော့မင်းကရလာတဲ့ဖြေကိုJPEG နဲ့ထုတ်ပေးပါဒါမှမဟုတ် Photoshop file နဲ့ထုတ်ပေးပါဒါမှမဟုတ် PowerPoint file နဲ့ထုတ်ပေးပါ Excel file နဲ့ပေးပါဒါမျိုးပြောတာကို format နဲ့တောင်းတာပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့က AI ကို prompt ပေးတဲ့ခါကျရင်ဒီအောက်ကအချက်၃ချက်ကမဖြစ်မနေပါမှရမယ်ဒါတော့မသက်မှတ်ရှင်လည်းရတယ်သက်မှတ်ရှင်လည်းရကိစ္စမရှိဥပမာဆိုရင် AI မင်းကငါရဲ့ဆရာတယောက်ဖြစ်သည်လို့ပဲပြောကြည့်လိုက်ပြောလိုက်တယ်နဲ့သူကကို make history အစားသူပြန်ပြောလာမှရှိတယ်အားကြောင့်မလို့ personality သက်မှတ်လည်းရတယ်မသက်မှတ်လည်းရတယ်အဲ့တော့နောက်ဆုံးဒီတော့ကတော့ပါမှရမယ်အဲဆိုနောက်တစ်ခုဆက်ပြီးသွားကြည့်မယ်ဒီချက်လေးတွေမှတ်ထားပါနောက်တစ်ဆက်သွားကြည့်မယ်ဟုတ်ပြီကျွန်တော်တို့က AI ကိုမေးခွန်းတွေခဏမေးတယ်မေးတဲ့ခါကျရင် new chat နဲ့သွားမေးတဲ့ခါကျရင် AI ကတခါကျရင်အဖြေကိုသူကကိုကျွန်တော်မေးခဲ့တဲ့ဟာနဲ့အခုပြန်မေးတဲ့ဟာနဲ့ကိုဆက်မပြီးပဲနဲ့ဖြေချင်တာဖြေပြီးတော့ပြောချင်တာလည်းရှိလိုက်မယ်အဲ့လိုမျိုးမဖြစ်အောင်ဘာလောက်ကမလဲ AI ရဲ့ပြီးတဲ့ဖြေလို့မြန်မြန်ဖြစ်လောက်ဘာလောက်ကမလဲဆိုကြတော့ပင်လေးထောက်ထားမယ်ကျွန်တော် Excel ကြောက်မေးတယ်ဆိုရင် Excel ကိုပင်ထောက်ထားလိုက်ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီမှာနောက်50ရက်ကြာမယ်အဲ့ချိန်မှာကျွန်တော် Excel ကြောက်သွားပြီး Excel ကိုထောက်လိုက်ပြီး Excel မှာပြန်ပြီးအဲ့ဆိုရင် AI ကလည်းကိုသူ Excel ရောက်ပြီးထားတာတည်တယ်အဲ့တော့ Excel နဲ့ပတ်သက်ပြီးတော့ဒီလေးကိုသူအများကြီးအချိန်ယူပြီးစဉ်းစားကြမလို့ပဲနဲ့အဖြေ
မြန်မြန်ဆန်ဆန်ပေးလာမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် YouTube ဆိုလဲ YouTube channel နဲ့ပတ်သက်တာမေးတယ်အဲ့လိုပင်နေထောက်ထားတယ်ဒီမှာ photo edit ဆိုလဲ photo edit နဲ့ပတ်သက်ပြီးတော့ပေးထောက်ထားတယ်ဒါဆိုရင် AI ကလည်းကိုမြန်မြန်ဆန်ဆန်ပြောနိုင်တယ်ကိုကလည်းအစနေပြီးတော့ပြန်ပြောကြမလို့ဒီလိုမေးလို့ရတယ်အဲ့ကြောင့်မို့အချက်လက်တွေကိုပင်နေထောက်ထားပါဟုတ်ကျွန်တော်နောက်ထပ်ဆက်သွားကြည့်မယ် AI ကိုသုံးပြီးတော့လူတုံးမဖြစ်ပါစေနဲ့ဘာလို့လဲဆိုရင်ကြတော့ကျွန်တော်တို့က AI ကိုသုံးတယ်ဆိုတာကတော့သိကျင်လို့သုံးတာသိကျင်လို့သုံး AI ကကျွန်တော်ကိုအဖြေအမြန်ပေးနိုင်တယ်ခဏလေးတည်းမှာအဖြေတွက်ပေးနိုင်တယ်ပုတ်စာတွက်ပေးနိုင် formula အများကြီးပေးနိုင်တယ်ဟုတ်ပြီအဲ့လိုပေးတယ်ဘာဖြစ်လို့ကျွန်တော်တို့တွေက AI တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ဘာမှမစဉ်းစားနိုင်လို့ဖြစ်သွားလိုက်မယ်အဲ့ဒါကြောင့်မလို့ AI ကိုသုံးပြီးတော့လူတုံးဖြစ်လို့မရဘူး AI ကပေးလာတဲ့အဖြေတွေကိုကျွန်တော်တို့ကမသိထပ်ပြီးလေ့လာအဲ့ထဲမှာဆိုသူ formula ပေးတယ်ဆိုလဲအဲ့ formula ကိုမသိတဲ့ formula ပိုင်း AI ဒီ formula အလုပ်လုပ်ပုံငါ့ကိုထပ်ရှင်းပြဒါမျိုးတွေထပ်ပြီးမေးအဲ့လိုမေးတဲ့ခါကျ AI ကနေကိုယ့်ကိုထပ်ပြီးရှင်းပြလိုက်မယ်အဲ့လိုရှင်းပြရင်လည်းကိုကဒီ formula အကြောင်းကိုလေ့လာပြီးကိုယ့်ဘာကိုစမ်းပြီးရေးကြည့်ဒါမျိုးဆိုရင်ကြတော့ AI ကပေးတဲ့ formula ကိုရမယ်ဒီလိုမျိုးပဲကိုသုံးပြီးတော့ AI ကိုသုံးပြီးတော့ကိုလည်းအသိဉာဏ်တွေတိုးသွားလာမယ်သူပေးတဲ့ဟာကြီးအများကြီးသုံးလိုက်တယ်ဆိုရင်ကြတော့သူ့ကိုသွားပြီးအများကြီးအားကိုးနေသလိုဖြစ်သွားလိုက်မယ်အားကြောင့်မလို့ AI ကိုသုံးပြီးလူလုံးဖြစ်လို့မရဘူးအားကြောင့် AI ကိုသုံးတဲ့ကျွန်တော်သုံးတဲ့ပုံစံကကျွန်တော်တို့ရဲ့အနာဂတ်တွေကိုအများကြီးပြောင်းလဲမှုဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ကနမူနာတစ်ခုပြောမယ်ဆိုရင်ကြတော့ AI ကိုကျွန်တော်ပုံစံတစ်ခုတော့တွက်ခိုင်းမယ်ဒီမှာကျွန်တော်နမူနာလေးပြောထားတယ်ခုနက Excel တွက်ခိုင်းဆိုပဲဟုတ်ပြီဒီချိန်မှာကျွန်တော်ဒီမှာ if error တယ်ဒီမှာ lookup value ပြီးပြီး match ပါမယ်အော်ဆိုတော့တချို့ဆိုဒီ formula လေးကလွယ်လေးရေးတတ်လို့ရတယ်ဟုတ်ပြီဒီချိန်မှာ Excel တွေကျွမ်းကျင်တဲ့လူတွေနဲ့ဟုတ်ပြီကျွန်တော်တို့ဒီချိန်မှာ Excel ကျွမ်းတဲ့လူတွေကတော့မေးခွန်းလုပ်ဖို့ရှိတယ်ဘာမျိုးလဲဆိုတော့ဒီလိုဖတ်ကြည့်လောက်ကတော့ကျွန်တော်တို့လည်းလုံနိုင်တယ် Excel ကျွမ်းကျင်သူတွေကပြောလိုက်မယ်လောက်လိုက်တော့ကျွန်တော်တို့ကိုယ့်ဘာကိုရေးလိုက်လို့ရတာဘာလို့ AI မင်းဒီမှာလဲဆိုတဲ့အချက်လက်ရှိတယ်ဟုတ်ပြီဒါဆိုကျွန်တော်တစ်ခုနှိုင်းရှင်းပြမယ်ဘာလဲဆိုရင်ကြတော့ဟုတ်ပြီ Excel ကျွမ်းကျင်တဲ့လူကကြတော့ Excel သူကျွမ်းတော့ထိုင်ပြီးလုပ်နေရမှာပေါ့အဲ့ချိန်မှာ AI ကျွမ်းတဲ့ AI သုံးတဲ့လူကြတော့ AI နဲ့ခိုင်းခဲ့မယ်တခြားလို့သူသွားလုပ်လို့ရတယ်ဒီချိန်မှာအချိန်ကုန်တက်တာပါပြီ Excel ရတယ်ဆိုတော့ Excel ကျွမ်းကျင်တဲ့လူကကြတော့ဒီချိန်မှာကွန်ပျူတာရှင်းမှာသူထိုင်ပြီးတော့ဒီ function တွေကိုသူရေးနေရတော့မယ်ဒီချိန်မှာ Excel သုံးတဲ့လူကကြတော့ဒီ Excel ဒီ prompt လေးပေးပြီးတော့တခြားလို့သွားပြီးလုပ်နေလိုက်လို့ရတယ်အဲဆိုအချိန်ကုန်တာချင်းတော့ကွာခြားမှုရှိပါတယ် Excel ကျွမ်းကျင်သူနဲ့ဒီ prompt နဲ့ရေးပြီးသုံးတဲ့လူနဲ့ရှင်းလိုက်မယ်ဆိုရင်တော့ဒီအချက်နှစ်ချက်ကွာသွားပါလိမ့်မယ်အဲ့လိုပဲကျွန်တော်တို့ကဥပမာဆိုရင်ကြတော့အလုပ်တစ်ခုဝင်ပြီဆိုရင်တော့မှ Excel သုံးတတ်လားကွန်ပျူတာသုံးတတ်လားဒါမျိုးတွေသုံးတတ်တယ်ဆိုရင်တော့မှအလုပ်တစ်ခုမှနေရာလေးရပို့ပြီးရပါတယ်အဲ့တော့နောက်ပိုင်းနေမှာဆိုရင်လည်း Excel ဒီသုံးတတ်လားအဲ့လိုမေးခွန်းတွေလိုမျိုးပဲ AI သုံးတတ်တဲ့လူတွေရှိလားဆိုပြီး AI သုံးတတ်တဲ့လူတွေရှိရင်ပို့ပြီးတော့နေရာရတာမျိုးတွေဖြစ်လာနိုင်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့က AI ကိုသုံးတတ်ရုံနဲ့တင်အဆင်ပြေနိုင်မှာဖြစ်ပါဘာလို့ဆိုရင်ကျွန်တော်တို့ကအခု Excel ကျွမ်းကျင်သူဆိုတာလည်း Excel သုံးတာ Excel သူထွင်နိုင်တာမဟုတ်ဘူးကျွန်တော်တို့လည်း AI ကိုသုံးနေဆိုတာ AI မထွင်နိုင်ဘူးဒါပေမဲ့ AI သုံးနိုင်တယ်ဆိုရင်ကိုနေရာတစ်ခုကိုပို့ပြီးရလာမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ AI ကိုသုံးပြနိုင်အောင်ကြိုးစားပြီးတော့သုံးကြည့်ကြပါ AI သုံးနိုင်မှာနောက်ပိုင်းအနာဂတ်တွေမှာပို့ပြီးတော့အခွင့်အလမ်းတွေပို့ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာနမူနာလေးဆက်ပြီးတော့ Excel လေးတွေနမူနာလုပ်ပြမှာဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော်ဒီမှာဒါကျွန်တော်စမ်းထားဟာလေးတွေကျွန်တော်ဒီမှာ prompt လေးလည်းရေးထားရှိတယ်ဒီ prompt တွေဒါကျွန်တော်ဒီမှာတစ်ချက်ဒီနိုင်မှာလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ sound လေးရိုက်မယ်ဒါဆိုရင်အခုဒီမှာကျွန်တော်ကဒီမှာ Excel တွေတွက်ကြည့်မယ်ဒါဆိုရင်ဒီနိုင်သုံးပြီးရမယ်ဒါဆိုရင် second shot ကိုကျွန်တော်ကအခုဒီမှာ control C နဲ့ယူလိုက်မယ်ဒါပါလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော် data တွေရှိတယ် save quantity တွေရှိတယ်ဒီထဲမှာကျွန်တော်ကနိုဝင်ဘာလရဲ့ save quantity ကိုလိုချင်တာဒီအချိန်မှာကျွန်တော် Excel ကိုမတွက်ကြည့်နေတော့ချင်းမနိုင်အောင်ပေးပြီးတော့အဖြေရှာကြည့်ဟုတ်ပြီဒါတော့ကျွန်တော်ဒီမှာ control V လေး paste လုပ်လိုက်မယ်ဟုတ်ပြီဒီမှာဆိုကျွန်တော်ရေးထားတဲ့ prompt လေးကိုကျွန်တော်သွားပြီးတော့ယူလိုက်မယ် control C နဲ့ယူမယ်ဒီမှာ paste လုပ်လိုက်မယ်အဲ့တော့ကျွန်တော်ကဒီမှာနိုဝင်ဘာလရဲ့ save to the quantity ကို formula နဲ့အဖြေရှာခိုင်းထားတဲ့ဟာလေးကျွန်တော် prompt ရေးလိုက်တယ်ပြီးတော့သူ့ပြလိုက်ဟုတ်ပြီဒီချိန်မှာသူဒီမှာ data analyze လုပ်နေပြီဟုတ်ပြီသူအဖြေပါပေးလာမယ်ကြည့်မယ်အဖြေမှန်လာတယ်ပြန်ပြီးတော့စစ်ကြည့်မယ်ဟုတ်ပြီဒီမှာဆိုရင်သူဒီမှာ sum if ဆိုတဲ့ formula နဲ့ပေးတယ်ဟုတ်ပြီကျွန်တော်ဒီမှာ copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်ဒီမှာကျွန်တော် paste လုပ်လိုက်မယ်ဟုတ်ပြီဒီမှာဆိုရင်9436ဆိုတဲ့အဖြေရတယ်ဟုတ်တယ်မဟုတ်လဲကျွန်တော်တို့က checking white ထားပြီးစစ်ကြည့်ရမယ်ဟုတ်ပြီ checking white လို့လုပ်မယ်ဆိုရင်ဒီမှာနိုဝင်ဘာလကိုပဲကျွန်တော်ယူကြည့်လိုက်မယ်ဒါဒီအလွယ် checking white ထားတာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာ checking white ဆိုတာအများကြီးသတ်မှတ်ကြမလို့ကိုကစစ်လို့ရမယ့် point တစ်ခုကိုထားအဲ့ဒါဒီ checking point လို့ဖြစ်တယ် checking point လို့ခေါ်တယ်အဲ့တော့ဒီမှာဆိုကျွန်တော်နိုဝင်ဘာလကိုစစ်လို့ရအောင်ကျွန်တော်ဒီမှာဒီလိုလောက်လိုက်တာဒါဒီ checking point ပဲအဲ့တော့
နိုဝင်ဘာလအဖြေကိုကျွန်တော် Excel မှာကြည့်လိုက်မယ်19436ဟုတ်ပြီသူပေးတဲ့အဖြေမှန်မှန်ကြည့်မယ်ဒါကျွန်တော်ဒီမှာခဏ filter ပြထုတ်လိုက်မယ်ဒီမှာ19436ဆိုတော့အဖြေမှန်တယ်သူပေးတဲ့အဖြေဒီမှာ sum in နဲ့ထုတ်ပေးထားတယ်ပြီးတော့ဒီမှာ less ဒီမှာဆိုရင်သူကဒီမှာငယ်တာတွေကြီးတာဒီမှာဆိုထပ်ပြီးပြောထားဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်မသိတဲ့ formula ပိုင်းထပ်ပြီးတော့ဒီမှာလေ့လာသွားလို့ရတယ်ဒါတော့ဒီကောင်ရဲ့အဖြေကမှန်တယ်အဲ့တော့ကျွန်တော်နောက်တစ်ခုဆက်ပြီးသွားကြည့်မယ်ဟုတ်ပြီကျွန်တော်ဒီမှာ pivot table တွေပါကျွန်တော်မလောက်ခိုင်းကြည့်မယ်ဒါဆိုရင်ကျွန်တော် delete မှာဒါကြီးနှိပ်လိုက်မယ်ဘာမှမသိဘူးနှိပ်လိုက်မယ်ဟုတ်ပြီကျွန်တော်ဒီမှာဒီဟာကိုကျွန်တော်ဒီမှာ screenshot ပေးလိုက်မယ်ကျွန်တော် screenshot ပေးမယ်ဒီကနေ့ဒီမှာ screenshot လေးရိုက်မယ်ရိုက်ပြီးတော့ခုနတိုင်းမှာကျွန်တော်တို့ဒီမှာ Gemini နဲ့မှာ paste လုပ်လိုက်မယ် paste လုပ်ပြီးတော့ Excel မှာကျွန်တော်ဒီမှာလာလိုက် receipt quantity ကို pivot table ထုတ်ပေးပါဆိုကျွန်တော်ပြောလိုက်မယ်ဒါဆိုရင်ဒီမှာလာလိုက်ရှိတယ်ဒီမှာဆိုရင် receipt quantity တွေရှိတယ်အဲ့ဒါတွေကိုကျွန်တော်ဒီမှာ prompt လို့ရေးထားတယ်လာလိုက် pivot table ထုတ်ခိုင်းတယ်အဲ့တော့ကျွန်တော်ဒီမှာ screenshot ပေးပြီးဒီမှာ prompt ကိုဒီထဲမှာ paste လုပ်လိုက်မယ်ပြီးတော့ဒီမှာပို့လိုက်မယ်ဟုတ်ပြီပို့လိုက်တဲ့ခါကျရင်တော့သူဒီမှာ data analyze လုပ်နေပြီဟုတ်ပြီဒီမှာဆိုရင်ကြတော့ဒီမှာ table format လေးတစ်ခုပြန်ပေးတယ်ဒီကောင်ကို copy ယူလိုက်မယ် copy ယူပြီးတော့ကျွန်တော်ဒီမှာ paste လုပ်ကြည့်လိုက်မယ်ဟုတ်ပြီ paste လုပ်ကြည့်လိုက်တဲ့ခါကျတော့ဒီမှာဆိုရင် total လုံးပေါင်းဆိုရင်ကြတော့9624ဆိုပြီးရတယ်ကျွန်တော်အဲ့တော့ဒီမှာဒီကောင်တွေအကုန်လုံးဆက်လက်မှတ်လိုက်မယ်အဖြေကြည့်မယ်9624ဟုတ်ပြီအဲ့တော့ဒါလည်းမှန်တယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်လာလိုက် quantity ကိုဒါဆိုရင် pivot table လောက်ခိုင်းနေတယ်ဆိုလဲသွားပြီးတော့ prompt လေးရေးပြီးတော့တင်ထားပြီးတော့ပြန်ပြီးသူ့ပြန်ခိုင်းလို့ရတယ်ခဏခိုင်းလို့ရတယ်ဒီ prompt တစ်ခုရေးထားရုံနဲ့အားကြောင့်မလို့ AI ကိုသုံးပြီးတော့အချိန်ကိုတက်တာတယ်လို့ဆိုအဲ့ဒါပြောတာပါဒါတော့နောက်ထပ်တစ်ခုထပ်ပြီးတော့ customer အဲ့ဒီကျွန်တော်ဆက်သွားကြည့်မယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ဒီနေရာမှာဆိုရင်ကျွန်တော်ကပုံမှန်ဆိုရင်ထိတ်စနာမည်တွေရွေးယူမယ်ဆိုကြတော့ဒီမှာ J E S ဒီလိုတွေလျှောက်ရေးပြီးတော့အကုန်ရေးရမှာအများကြီးရေးရမှာအဲ့တော့ကျွန်တော်ကသူ့ကို Gemini ကို formula တောင်းမယ်ဒါဆိုရင်နာမည်ရဲ့ထိတ်စစလုံးကိုလိုချင်တဲ့ formula ထုတ်ပေးပါကျွန်တော်ဒါလေးပဲပြောလိုက်မှာဟုတ်ပြီကျွန်တော်ဒီမှာဒီချိန်မှာ Instagram ကြောက်ကို screenshot ရိုက်မယ်ဟုတ်ပြီ screenshot ရိုက်ပြီးတော့ကျွန်တော်ပေးလိုက်မယ်ပေးပြီးတော့ကျွန်တော်ရေးထားတဲ့ prompt လေးကိုယူမယ်နာမည်ထိတ်စစလုံးကို formula ထုတ်ပေးပါဆိုပြီးကျွန်တော် formula လေးတောင်းလိုက်တယ်ဒီချိန်မှာကျွန်တော် paste လုပ်လိုက်ပြီpaste လုပ်လိုက်မယ်ဟုတ်ပြီသူဒီမှာလည်း data analysis လုပ်နေပြီ formula ပေးယူမယ် paste လုပ်ကြည့်မယ်ဟုတ်ပြီဒီမှာ last version တွေမှာထုတ်ပေးတယ်ဒီမှာဆိုရင် test join တွေပါနောက်ဆုံးကဒီ formula ရောမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကောင်ကို copy ယူလိုက်မယ်ယူပြီးတော့ခုနက Excel ကိုကျွန်တော်ဒီမှာသွားပြီးတော့ paste လုပ်လိုက်မယ်ဟုတ်ပြီဒီမှာဆိုရင်ဒီမှာအဖြေထွက်လာပြီဒီမှာ JES တို့ဒီမှာဆိုရင် WAR ဒီမှာထိတ်စစလုံးတွေပါလာပြီဟုတ်ပြီဒီမှာဆိုရင်ကြီးလိုက်မယ်ဆိုရင်ဒီ test join ပါတယ်ဒီမှာဆိုရင် left တို့ test split တို့ပါတယ်ဒါဆိုတော့ကိုမသိတဲ့ function တွေးပြီးဆိုရင်သူ့ထပ်မေးပြီးတော့ဒီ function ကြောင်းရှင်းပြဥပမာဆို test join ဟုတ်ပြီ test join function ကြောင်းရှင်းပြပါဆိုပြီးတော့ထပ်မေးဒါဆိုသူ test join function ကိုရှင်းပြနိုင်မယ်နော်နောက်ထပ်တစ်ခုကျတော့ထပ်ပြီးသွားဟုတ်ပြီဒီမှာဆိုရင်လည်းကျွန်တော်ဒီမှာ lookup function နေတောင်းမယ်ဟုတ်ပြီဒီမှာဆိုကျွန်တော် item name ကိုတောင်းနေတယ်ဒီဘက်ချက်မှာတော့ data ရှိပဲဒီဘက်ချက်မှာအဖြေရှိတယ်ပုံမှန်ဆိုကျွန်တော်တို့ကဒီမှာဒီမှာချင်း vlookup ဆိုပြီးတော့ဒီလိုမျိုးရေးရမှာဟုတ်ပြီဒီချိန်မှာကျွန်တော်မရေးတော့ဘူး Gemini ကိုနောက်တောင်းမယ်ဒီချိန်မှာဆိုရင်ကျွန်တော်ဒီမှာ screenshot လေးယူမယ်ယူပြီးတော့ Gemini ကိုဒီမှာသွားပြီးတော့ paste လုပ်လိုက်မယ် paste လုပ်ပြီးတော့ကျွန်တော်ဒီမှာ h column တွင် item name ဖြည့်စွက်ဖို့ formula ပေးပါဆိုကျွန်တော်ပြောလိုက်မယ်ဒါဆိုရင် h column မှာ item name ဖြည့်စွက်ဖို့ formula လေးကျွန်တော်တောင်းမယ်ဒါဆိုရင်သူ့ကိုပို့ကြည့်လိုက်မယ်ဒါဆိုရင်ငကိုတိုင်းမဲ့သူဒီမှာ data analysis လုပ်တယ်ပြီးတော့ဒီမှာအဖြေပေးပြီးဟုတ်ပြီဒီမှာသူကဒီမှာ vlookup function ပေးတယ်ကျွန်တော်သုံးကြည့်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာ vlookup function ထည့်ကြည့်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာဆွဲချလိုက်မယ်ဆွဲလိုက်တဲ့အချိန်မှာဒီမှာဆိုရင်ဒီဘက်ချက်မှာအဖြေမှာ A 100ဆိုတာမပါဘူးမပါတော့ဒီမှာ N ဆိုပြတယ် B ဆိုရင်အဖြေရှိတယ်အဲ့တော့ banana ဆိုတာရှိတယ် C ဆိုရင်လည်းဒီမှာတခြားဟာရှိတယ်အဲ့တော့ကျွန်တော်ဒီမှာဒီလိုမျိုး N တွေပါမလို့ခြင်းဘူးကျွန်တော် N ဖြစ်တဲ့နေရာမှာ out stock ဆိုပြမယ်ဒါမှမဟုတ်ကျွန်တော်ဒီမှာဆိုရင်နာမည် chain လိုက်တာတခုဆိုနာမည် order ID chain နဲ့နာမည်မပြဘူး category chain နဲ့ဒီအောက်က data မပြဘူးကျွန်တော်အောက်က data တွေပါအကုန်လိုက်ပြောင်းနေတယ်ဆိုတော့သူ့ကိုကျွန်တော်နောက်ထပ် delete ကြတဲ့ formula လေးတခုထပ်delete ကြတဲ့ prompt လေးတခုထပ်ပြီးရေးကြည့်မယ်ရေးပြီးတော့ပေးလိုက်မယ်ဒါဆိုကျွန်တော်ဘယ်လိုပြောလဲဆိုရင်ကျတော့ H1 မှာဆိုရင်ဒီ H1 ဒီ dynamic name ဖြစ်တယ်ကျွန်တော်ပြောလိုက်တယ် H1 ဒီကောင်ဒီ dynamic name ဖြစ်သည်အဲ့တော့ dynamic name ဖြစ်သည် H1 နဲ့ F2 ကိုင်းနေတဲ့ဖြစ်သည်ပေးပါဆိုကျွန်တော် formula တောင်းလိုက်တယ်တကယ်အလုံးများ
INA ဖြစ်ခဲ့ရင် out of stock ဆိုပြလို့ကျွန်တော်ပြောလိုက်ပြီဒီမှာ INA ဖြစ်တယ်ဆိုရင် out of stock ဆိုပြီးပေးမှဖြစ်တယ်အဲ့တော့ဒီကောင်ကိုဒီ formula ကျွန်တော်တို့ဒီမှာယူလိုက်မယ်ဒီ formula လေးကို control C နဲ့ယူမယ်ဒီမှာခုနအတိုင်းပဲသွားပြီးတော့ paste လုပ်လိုက်မယ်ဒါဆိုရင်သူကဒီမှာ if error တွေပါထပ်ပြီးထုတ်လာပြီးတယ်ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင် copy လိုက်မယ်ယူပြီးတော့ခုန item သွားပြီးတော့ paste လုပ်လိုက်မယ်ဒီကောင်လေးဖြတ်ပြလိုက်မယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော် control ပြီးသွားလုပ်လိုက်မယ်ဟုတ်ပြီဒီမှာ out of stock စပြပြီဘာလို့ပြလဲဆို A ဆိုတာဒီဘက်ချက်မှာမရှိတဲ့အတွက်ဒီဘက်ချက်မှာမရှိတဲ့အတွက်သူက out of stock ပြတယ်ဒီမှာကျွန်တော်ဆွဲချလိုက်မယ် formula ဆွဲချလိုက်မယ်ဒီမှာဆိုရင်မရှိ W မရှိဘူး out of stock ပြတယ်မရှိတဲ့ကောင်တွေအကုန်လုံးကိုသူက out of stock ပြတယ်ဟုတ်ပြီကျွန်တော်နောက်ထပ်အရေးကြီးတဲ့ point တွေတောင်းလိုက်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာ dynamic column ဆိုပြီးတောင်းလိုက်တယ် dynamic column ဆိုတာတော့ကျွန်တော်ဒီမှာ data ပြောင်းဝင်လိုက်ပြောင်းနေအောင်လို့ခုနကပြောကြည့်တယ်မပြောင်းဘူးအခုဆိုရင် ID ပြောင်းရင်ပြောင်းမလား name ပြောင်းရင်ပြောင်းမလားကျွန်တော်ဒီမှာဟုတ်ပြီကျွန်တော်ဒီမှာဒီနေရာမှာဆိုရင်နောက်ထပ် formula ကြည့်တယ်လားထပ်ပြီးတောင်းကြည့်မယ်ဒီမှာဆိုရင်သူကဒီမှာနောက်ထပ်ပေးထားတာရှိတယ်ဒီကောင်ကခုနကောင်လုံးမလို့ဒီကောင်ထပ်သုံးကြည့်မယ် control C နဲ့ယူမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေရာမှာ out stock ဆိုပြရတယ်ကျွန်တော်တောင်းတဲ့ချက်ကိုသူတို့မပေးသေးဘူးအောက်ဆုံးမှာပေးထားတယ်ကျွန်တော်အဲ့တော့သူပေးတဲ့ formula တွေကိုလည်းအစစ်အစစ်ကြည့်ပြီးတော့သုံးဖို့လိုတယ်အဲ့တော့ကျွန်တော်ဒါကိုဖျက်လိုက်မယ် delete ပြမယ်ဒီမှာဆိုရင် control V ပြန်ချပြီးတော့သုံးကြည့်မယ်ဟုတ်ပြီဒီမှာဆိုရင်ဟုတ်ပြီဒီမှာ item နဲ့ကျွန်တော်ဒီမှာ data ပြောင်းမပြောင်းကြည့်မယ် dynamic ဖြစ်တယ်မဖြစ်တယ်ကြည့်မယ် category ဟုတ်ပြီ category မှာပြောင်းသွားပြီ category food ဒီမှာဆိုရင် food ဟုတ်ပြီအဲ့လိုပဲဒီကောင်ကိုကြည့်မယ် order ID ဒီမှာဆိုရင် B ဒီမှာဒီလိုလာချိတ်ပြီးသွားဟုတ်ပြီအဲ့တော့ဒါတွေကဘာကွာခြားတာလဲဆိုရင်ကိုပေးတဲ့ promo မူတည်ပြီးတော့ AI ကထုတ်ပေးတဲ့အဖြေတွေကွာခြားသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခု AI ကျွမ်းကျင်တဲ့လူဆိုရင် AI ကျွမ်းကျင်တဲ့လူရဲ့ AI နဲ့ pro တွေတောင်းပြီးတော့တခြားလူတွေသွားလုပ်လို့ရတယ် AI ကိုခိုင်းခဲ့ပြီးအကုန်လုပ်လို့ရတယ် AI မင်းကပုံစံတစ်ပုတ်တွက်ပြီးဆိုပြီးတော့တွက်ခိုင်းထားလို့ရတယ်အဲ့ဒီအချိန်မှာကို7 minute တွက်ကမှအချိန်မှာ AI ကို7 minute ခိုင်းထားလို့ရတယ်ကိုတခြားကသွားလုပ်နေလို့ရတယ်Excel ကြီးပဲရတဲ့လူကြတော့ AI မသုံးတတ်ဘူးဆို Excel သူတွက်နေရမှာအဲ့ဒီ7 minute ချိန်ပေးပြီးသူတွက်နေရမှာဒီချိန်မှာ AI သုံးတတ်တဲ့လူကတော့ AI သုံးပြီးတော့တွက်ထားရင်ပို့ပြီးမြန်နိုင်ဖြစ်ပါတယ်အဲဒါကြောင့်မလို့ခုနကျွန်တော်နမူနာပြောခဲ့သလိုပဲကိုဒီ AI ကိုထွန်းတက်စရာမလိုဘူးသုံးတတ်ဖို့ပဲလိုပါတယ်သုံးတတ်တဲ့ဆိုရင်ကိုနောက်ပိုင်းမှာအလောက်ကိုင်ခွင့်အနေပေါ်များလာမှာပဲဖြစ်ပါတယ်အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်